ကတော့အခုချိန်မှာပေါ့နော်နိုင်ငံပေါင်း163နိုင်ငံပေါင်းစပ်ပြီးတော့ပါဝင်တည်ထောင်ထားတဲ့ဒီ Forever Living Company မှာအလုပ်လုပ်နေတဲ့ Senior Manager တယောက်ဖြစ်ပါတယ်လို့ကျွန်မရဲ့ ID number ကတော့ 00100265046ပဲဖြစ်ပါတယ်ကျွန်မကကိုထင်ရတွေကိုရှောက်ပြီးပြောနေတဲ့သူမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုကျွန်မကဒီမှာကျွန်မရဲ့ ID number လေးနဲ့ပေါ့နော်တည်တည်ပြပါတယ်ဒီနေ့ကတော့ Forever Living Company ရဲ့49တိမ်မြောက်ပေါ့နော်မွေးနေ့ဖြစ်ပါတယ်လို့ဒီ company အခုချိန်မှစပြီးတည်ထောင်တာမဟုတ်ပါဘူးပေါ့နော်48နှစ်တောင်ရှိပါပြီဆိုတဲ့အကြောင်းကိုကျွန်မကဝမ်းမြောက်ဝမ်းသာနဲ့ကြွားဝါပြီးတော့ပြောတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့မှာကျမတို့ Forever Products လေးတွေကိုပေါ့နော်ကျမတို့က30ရာခိုင်နှုန်းထိပေါ့နော်short ချပြီးတော့ရောင်းပိုင်ခွင့်ရှိတယ်เนาะဆိုတော့ဒီတနေ့လုံးဒီ live time မဟုတ်ဘူးဒီနေ့ကတော့အထူး special ပေါ့နော်ဒီတနေ့လုံးပေါ့နော်12နာရီည12နာရီမကုန်ခင်ထိကျမတို့ကonline မှာပဲဖြစ်ဖြစ်ကျမစမှာပဲဖြစ်ဖြစ်ပေါ့နော် direct order မှာချင်တဲ့သူများကျမတို့ဒီညနေပေါ့နော်12နာရီထိရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမပြောပြလိုပါတယ်ရှင်ဆိုတဲ့ခါကျတော့အရင်ကပေါ့နော်ဥပမာပြောရမယ်ဆိုရင်ဒီနေ့မှာဘယ်လို discount ရလာမလဲဆိုရင်ဒီ collagen ပေါ့နော်ဒီ collagen ဟာဆိုရင်ကျမတို့နံပါတ်1ကစံသားတွေကိုလှပစေတယ်ပေါ့နော်ကျန်းမာစေတယ်တချို့စံသားတွေကပေါ့နော်တအားကိုကျွတ်တယ်ဒါမှမဟုတ်အရန်ကိုကြမ်းတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကိုတောက်ချင်းအဖြစ်စံသားကိုကျန်းမာစေတယ်အသားရည်တွေကိုနှုတ်ပျော်စေတယ်ပြီးတော့အယိုးကြမ်းမာစေတယ်ပေါ့နော်အယိုးဆိုတဲ့ခါကျဘာတွေကိုပါဝင်လဲဆိုရင်ကျမတို့သွားလဲအယိုးဖြစ်တယ်နော်သွားအောင်လဲကြမ်းမာစေတယ်တချို့သွားတွေကလေဟိုလိုမျိုးအမာတဲ့အစားအစာတွေကိုစားတဲ့ခါကျတော့သွားကနဲ့ချင်းတလူလိုအဲ့လိုမျိုးဖြစ်တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီဟာလေးကိုတောက်ချအဖြစ်အယိုးကိုကြမ်းမာစေတယ်ကျမတို့အစစ်မြစ်တွေကိုပေါ့နော်ကျမ်းမာစေတယ်ပြီးတော့နှလုံးကိုကျမ်းမာစေတယ်အဲ့ဒါကြောင့်ဒါကအလအပအရွေတင်နှုတ်ပြောစေုံတာမကကျမ်းမာရဲ့အရန်ကိုကောင်းမွန်တဲ့ collagen ပေါ့နော်အရည်လေးဖြစ်တယ်ပေါ့နော်အရည်ဖြစ်တယ်ဒီထဲမှာကဒီ collagen ရဲ့အလုပ်ကိုပေါ့နော်မြန်ဆန်အောင်ဒီစပင်တွေပေါ့နော်ကျမတို့အသားအရည်တွေကိုအမြန်ဆုံးပြောင်းလဲသွားအောင်လို့သူကဘာတွေလဲထည့်ထားတယ်ဆိုရင် vitamin C ရဲ့ zinc တွေရဲ့ပါတယ် biotin တွေလည်းပါတယ်သူအရည်ဖြစ်တဲ့အတွက်ပေါ့နော်အရန်တောက်ရတာအရန်အဆင်ပြေတယ်ပေါ့နော်ပြီးတော့အရသာလည်းအရန်ကောင်းတယ်ဒါပေမဲ့တကယ်လို့ကျမတို့ရဲ့အယိုးနဲ့စပင်အတွက်ပေါ့နော်ကျမတို့ပြောင်းလဲလှပနှုတ်ပြောချင်တယ်ဆိုတော့ဒီတပူးတဲ့တောက်ယုံနဲ့မရဘူးเนาะအနည်းဆုံး6ဘူးတောက်ရမှာဖြစ်တယ်เนาะ6ဘူးတောက်မယ်တောက်တဲ့ခါကျတော့ဒီမှာ Roman ထွားတော့လို့16နှစ်မ16နှစ်မ16နှစ်တော့မဟုတ်ပါဘူးကျွန်မပြောချင်တာကတော့ဒီလိုမျိုးအသားရည်လေးတွေကြောင်းလဲသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြတာဖြစ်ပါတယ်ဆိုဒါကပုံမှန်အဖြစ် text တွေမပါသေးဘူးเนาะဒါကပုံမှန်က85နဲ့ရောင်းတာဖြစ်တယ်เนาะ$85နဲ့ရောင်းတယ်ဒီနေ့မှာဝယ်တယ်ဆိုရင်တော့85ကျပ်နဲ့ရမယ်เนาะဒီတနေ့ကအခုချိန်ကစပြီးတော့ order လို့ရပါပြီเนาะဆိုတော့$10တောင် short ချပေးတယ်เนาะ okay ကျမကဒါကိုတရက်တထုပ်တောက်တယ်ဒီတထုပ်ထဲမှာဆိုရင်ဒီထုပ်သေးက30ပေါ့နော်အထုပ်30ပါတယ်ဒီတနေ့တာအတွက်ကျမဒါလေးကိုတောက်ပါမယ်ရှင်ဒီလိုလေးလဲဖောက်လို့ရတယ်တကယ်လို့ဒီလိုဖောက်တာကနည်းနည်းအစင်မပြေဘူးဆိုရင်ကြိုက်ချလေးနဲ့တိကောပါbằng bay ခါစစဲနေကွာ sorry နားလေပေးပါအိပ်ပါပါကန်တနေ့ငိမ့်ထိရှမ်းဘောမခါဘေဘေကျန်ကောပေါပိုင်ခမောကေကောကမ်ပန်ကိခန်းဟိကြမှာဟိပဲနေlim zong lim